အကိုဖြစ်သူရဲ့ဇာပနာမှာတော့တမိသားစုလုံးကြေကွဲဝမ်းနေကြပါတယ်။ဒါပေမဲ့မျက်စိတမိတ်အတွင်းမှာပဲရောက်ခမဖြစ်သူကဆိုဖီယာရှေ့မှာဒူးထောက်ပြီးအကိုဖြစ်သူရဲ့မျိုးဆက်မပြတ်ဖို့အတွက်ဆိုဖီယာရဲ့ခင်မွန်းစတီဗန်ကိုမူဆိုးမမာယာနဲ့ကလေးယူခွင့်ပြုပေးပါလို့တောင်းဆိုခဲ့ပါတော့တယ်။ဒီလိုမိုင်မဲတဲ့အကြံဉာဏ်ကြောင့်ဆိုဖီယာလည်းအံ့ဩတုန်လှုပ်သွားခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲစတီဗန်ကဒီအဆိုပြုချက်ကိုပြက်ပြက်သားသားကန့်ကွက်ခဲ့ပြီးမာယာကိုတစ်သက်လုံးစောင့်ရှောက်နိုင်ပေမဲ့ဆိုဖီယာကိုဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။ဒီစကားကြောင့်ဆိုဖီယာလည်းစိတ်အေးသက်သာရသွားပြီးသူမဟာမှန်ကန်တဲ့ယောက်ျားကိုပဲလက်ထပ်ခဲ့မိတာပါလားလို့တက်ပြင်းချမိခဲ့ပါတယ်။မထင်မှတ်ပဲရက်နှဲငယ်ကြာမိုးရွာနေတဲ့ညတညမှာတော့မိုးကျိန်းတန်ကြောင့်ဆိုဖီယာနိုးလာခဲ့ပါတယ်။စတီဗန်ကိုသူမဘေးမှာမတွေ့ရတဲ့အခါဆိုဖီယာလည်းထပ်ပြီးလက်ရှာခဲ့ပါတယ်။ဒါပေမဲ့သူမလုံးဝမမျှော်လင့်ခဲ့တာကစတီဗန်ကိုတွေ့တဲ့အခါစတီဗန်ဟာဘေးကန်းထဲမှာမာယာနဲ့လက်ခုပ်တီးနေတာကိုပါပဲ။အဲ့ဒီအချိန်မှာဆိုဖီယာဟာလုံးဝကိုရင်ကွဲနာကျခဲ့ရပါတယ်။စတီဗန်ရဲ့အရင်ကနူးညံ့မှုတွေနဲ့ဂယုစိုက်မှုတွေကိုပြန်သတိရလိုက်တဲ့အခါသူ့ရဲ့တစ္ဆာဖောက်မှုအတွက်ဖုံးကွယ်ထားခဲ့တာပဲဆိုတာကိုသူမသဘောပေါက်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဆိုဖီယာလည်းစောစောထပြီးကွာရှင်းစာချုပ်တွေကိုပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာစတီဗန်ကသူ့ကိုနနက်စာပုံမှန်တိုင်းယူလာပေးခဲ့ပေမဲ့သူ့လေပင်ပေါ်ကအထင်ရှားပေါ်နေတဲ့သွေးဆိုးရာကိုမြင်တဲ့အခါဆိုဖီယာဟာချက်ချင်းကိုဆက်ဆုပ်ရင်ရှာသွားခဲ့ပါတယ်။နေ့လယ်စာစားနေုံစတီဗန်ကမာယာအတွက်ပူဆွန်ခွန်တော်ပေးနေတာကိုမြင်တော့ဆိုဖီယာလည်းနောက်ထပ်မခံနိုင်တော့တာကြောင့်ထပ်ပြီးထွက်သွားခဲ့ပါတော့တယ်။ဒီလိုမြင်တော့စတီဗန်ကသူမကိုရက်တန့်ဖို့အတွက်အသေးအတန်လိုက်ဆွဲခဲ့ပေမဲ့ရောက်ခါမှဖြစ်သူကတော့ထမင်းစားပွဲပေါ်ကိုတူတွေနဲ့စောင့်ချလိုက်ပြီးကလေးမမွေးနိုင်တဲ့ဆိုဖီယာကဘလို့အခွင့်အရေးနဲ့ဒီလိုတိုင်းဆိုင်စွာပြုမှုရဲတာလဲလို့ဆွဆွဲခဲ့ပါတော့တယ်။သူမစကားဆုံးလာနဲ့တပြိုင်နက်မာယာလည်းအထင်းချုံမဲ့ပြုတ်အံလာခဲ့ပါတယ်။ဒီလိုမြင်တော့ရောက်ခါမှဖြစ်သူရဲ့မျက်နှာကပျော်ရွှင်မှုတွေနဲ့ချက်ချင်းကိုလင်းလက်သွားခဲ့ပါတယ်။10မိနစ်ပင်မကြာသေးခင်မှာတော့တမိသားစုလုံးဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။တကယ်တမ်းဆရာဝန်ကမာယာကိုဝန်ရှိနေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။စတီဗန်လည်းချက်ချင်းခေါင်းငုံကအပြစ်ရှိတယ်လို့ခံစားနေရပါတယ်။အိမ်ပြန်ရောက်တဲ့အခါဆိုဖီယာရဲ့တည်ငြိမ်တဲ့ပုံစံကိုတော့သူလုံးဝသတိမထားမိခဲ့ပါဘူး။ဆိုဖီယာကစတီဗန်ကိုမာယာရဲ့ဗိုက်ထဲကကလေးဟာသူ့ကလေးဟုတ်မဟုတ်ဆိုတာကိုတိုက်ရိုက်မေးမြန်းခဲ့ပါတယ်။ဒါပေမဲ့စတီဗန်ကတော့မာယာရဲ့ကလေးဟာသူတည်ဆုံးသွားတဲ့အကိုဖြစ်သူရဲ့သားသမီးဖြစ်ကြောင်းလိမ်ညာခဲ့ပါတယ်။ပြီးတော့ဆိုဖီယာကိုသူဟာသူမတယောက်တည်းကိုသာတစ်သက်လုံးချစ်သွားမှာဖြစ်ကြောင်းကြိမ်ဆိုပြီးအာမခံခဲ့ပါတယ်။ဆိုဖီယာကသူ့ရဲ့လိမ်ညာမှုတွေကိုနားထောင်ခြင်းစိတ်မရှိပေမဲ့စတီဗန်ကတော့သူမယုံတယ်လို့ထင်ခဲ့ပါတယ်။ဒါကြောင့်သူကပိုပြီးဆိုးရွားတဲ့တောင်းဆိုချက်တစ်ခုကိုထပ်မံလုပ်ခဲ့ပါတယ်။ဆိုဖီယာအနေနဲ့မာယာရဲ့ကလေးကိုသူမရဲ့ကိုယ်ပိုင်သားသမီးတစ်ပွဲသဘောထားစေချင်ခဲ့တာပါ။အခုထိတောင်သူကသူမကိုလှည့်စားနိုင်ဦးမယ်လို့တွေးနေတာကိုဆိုဖီယာမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။သူမဘာမှပုံမပြောရသေးခင်မှာပဲစတီဗန်ကိုသူ့အမေကလှမ်းခေါ်လိုက်ပါတယ်။မာယာရုတ်တရက်နာကျင်နေပြီးဆေးရုံသွားဖို့လိုတယ်လို့ပြောခဲ့တာပါ။မိသားစုတွေထွက်သွားပြီးနောက်မှာတော့ဆိုဖီယာလည်းသူမရဲ့လက်ထောက်ကိုဖုံးဆက်ပြီးပညာသင်ဆုလျှောက်လွှာတွေပြင်ဆင်ခိုင်းခဲ့ပါတယ်။တစ်ပတ်အတွင်းစတီဗန်ကိုထာဝရစွန့်ခွာဖို့သူမစီစဉ်နေခဲ့တာပါ။တနာရီကြာပြီးရဲ့နောက်မှာတော့စတီဗန်အိမ်ပြန်ရောက်လာခဲ့ပါတယ်။ဆိုဖီယာကလည်းချက်ချင်းကွာရှင်းဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စတီဗန်ကတော့ဆိုဖီယာကိုကိုချင်းစာစိတ်မရှိဘူးလို့ဒေါသတကြီးဆွဆွဲခဲ့ပြီးသူကတေဆုံးသွားတဲ့အကိုဖြစ်သူအတွက်မာယာကိုကူညီဆောင်ရှောက်ပေးုံတသက်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ထို့နောက်စတီဗန်ကသူ့ရဲ့အပြစ်ကင်းစင်မှုကိုတက်တေပြဖို့စ조사ရင်းတကားကိုစောင့်ပိတ်ပြီးအောက်ထပ်ကိုဆင်းသွားခဲ့ပါတယ်။အဲ့ဒီနေ့ကစားပြီးသူတို့နှစ်ယောက်ကြားမှာဆိုဖီယာဘာမှတန်တရားမဖြစ်စေဖို့အတွက်သူဟာမာယာကိုနောက်ထပ်စောင့်ရှောက်တော့မှာမဟုတ်ကြောင်းမိသားစုကိုပြောပြခဲ့ပါတယ်။ဒီစကားကိုကြားတဲ့အခါရောက်ခါမှဖြစ်သူကချက်ချင်းဆိုဖီယာကိုဆွဆွဲပြောဆိုခဲ့ပါတယ်။ဆိုဖီယာသာဒီလောက်စိတ်တူစိတ်ကောက်နေမယ်ဆိုရင်တော့ဒီအချိန်ကစားပြီးသူမကိုယ်တိုင်မာယာကိုစောင့်ရှောက်တော့မယ်လို့ပြောခဲ့ပါတယ်။ဆိုဖီယာကကိုဝင်အားဆေးကိုနာခံစွာယူလာပေးခဲ့ပါတယ်။ဒါပေမဲ့မာယာဆေးတောက်ပြီးနောက်မှာတော့ရုတ်တရက်ဘိုင်းနာပြီးတွေးဆင်းလာခဲ့ပါတယ်။ရောက်ခါမှဖြစ်သူကဆိုဖီယာကဆေးထဲမှာအစိတ်ခတ်ထားတယ်လို့ချက်ချင်းတန်တရားဝင်ပြီးဒေါသတကြီးနဲ့ဆိုဖီယာကိုမြေပြင်ပေါ်ကိုတွန်းလှည့်ပစ်လိုက်ပါတယ်။ဒီတော့အတွင်းမှာတော့စတီဗန်ကဆိုဖီယာကိုဘာမှဂရုမစိုက်ပဲမာယာကိုပွေ့ချီကဆေးရုံသို့အသေးအတန်ပြေးသွားခဲ့ပါတယ်။လဲကျသွားတာကြောင့်ဒဏ်ရာရခဲ့တဲ့ဆိုဖီယာကတော့ဆေးရုံကိုကိုယ်တိုင်သွားခဲ့ရပါတယ်။မထင်မှတ်ပဲသူမကမာယာရဲ့ဆေးရုံခန်းကိုဖျက်သွားတဲ့အခါစတီဗန်ကမာယာကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာဆိုဖီယာဟာစတီဗန်ကိုလုံးဝစိတ်ကုံသွားခဲ့ပါပြီ။ဒါကြောင့်သူမကကွာရှင်းစာချုပ်တွေကိုသူမရဲ့ဈေးဝယ်စရင်းနဲ့ထည့်ထားလိုက်ပြီးမာယာအတွက်တောင်းပန်လက်ဆောင်ဖြစ်ကြောင်းစတီဗန်ကိုပြောပြခဲ့ပါတယ်။စတီဗန်ရဲ့မျက်နှာကတော့ချက်ချင်းကိုလင်းလက်သွားပြီးစာချုပ်ကိုမကြည့်တောင်မကြည့်ပဲလက်မှတ်ထိုးခဲ့ပါတယ်။ဒီအရာတွေအားလုံးပြီးသွားတဲ့နောက်မှာတော့ဆိုဖီယာအိမ်ပြန်ရောက်ခဲ့ပြီးပို့ဆောင်ရေးသမားကသူမရဲ့ပြပပညာသင်ကြားဖို့လေရင်လက်မှတ်ကိုယူလာပေးခဲ့ပါတယ်။ထွက်ခွာဖို့3ရက်ပဲကျန်တော့တာကြောင့်ဆိုဖီယာလည်းတောင်းတစွာစောင့်မျှော်နေခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲမာယာရုတ်တရက်ပေါ်လာခဲ့ပါတယ်
ပြီးတော့စတီဗန်ရဲ့ဆိုဖီယာပေါ်ချစ်ချင်းမေတ္တာအားလုံးဟာလိန်ညာမှုတသက်ဖြစ်ပြီးသူ့အတွက်အရေးကြီးဆုံးကတော့သူမသာဖြစ်ကြောင်းနဲ့တို့ပြောခဲ့ပါတော့တယ်။ဒီစကားပြောပြီးရဲ့နောက်မှာတော့သူမကဆိုဖီယာကိုတက်တေပြဖို့ကြိုးစားပြီးကိုမြေပြင်ပေါ်ကိုရည်ရွယ်ချက်ရှိပစ်ချလိုက်ပါတယ်။ဆိုဖီယာကတော့သူမကိုဆွဲဖို့အတွက်အလိုလိုလက်လန်းလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲစတီဗန်ရုတ်တရက်ပေါ်လာခဲ့ပြီးဆိုဖီယာကမာယာကိုနာကျင်အောင်လုပ်လိုက်တယ်လို့ထင်မှတ်ခဲ့ပါတယ်။သူကမာယာကိုကြည့်တောင်မကြည့်ပဲဆေးရုံကိုအသေးအတန်ခေါ်သွားခဲ့ပါတယ်။နာရီဝက်ကြာပြီးရဲ့နောက်မှာတော့ဆရာဝန်ကမာယာရဲ့ကလေးအသက်ရှင်ဖို့မလွယ်တော့ကြောင်းစတီဗန်ကိုပြောပြခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့အခါစတီဗန်လည်းဒေါသထွက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆိုဖီယာကိုလည်းရောက်ခမဖြစ်သူကဆေးရုံကိုခေါ်လာခဲ့ပါတယ်။စတီဗန်ကချက်ချင်းဘော်ဒီဂတ်တွေကိုဆိုဖီယာကိုဖမ်းချုပ်ထားဖို့အမိန့်ပေးခဲ့ပြီးဒူးထောက်ပြီးအကြိမ်တရာဥညွတ်တောင်းပန်ဖို့တောင်းဆိုခဲ့ပါတယ်။ရင်ကွဲနာကြခဲ့တဲ့ဆိုဖီယာလည်းချက်ချင်းအိမ်ပြန်လာပြီးစတီဗန်ကသူမအတွက်စိုက်ပျိုးပေးခဲ့တဲ့ချယ်ရီပန်းပင်ကိုခိုးလဲပစ်ခဲ့ပါတော့တယ်။ပြီးတော့စတီဗန်ကချစ်ရေးဆိုတဲ့နေ့မှာပေးခဲ့တဲ့ဆွဲကြိုးကိုလည်းလွင့်ပစ်ခဲ့ပါတယ်။တစ်စက္ကန့်တောင်မစင်းစားတော့ပဲသူမဟာအဲ့ဒီရင်ကွဲစရာနေရာကနေပြက်ပြက်သားသားထွက်ခွာသွားခဲ့ပါတော့တယ်။စတီဗန်နောက်ဆုံးအိမ်ပြန်ရောက်တဲ့အခါချယ်ရီပန်းပင်ခိုးလဲခံရတာကိုတွေ့လိုက်ရတဲ့အခါတုန်လှုပ်ထိတ်လန့်သွားခဲ့ပါတယ်။အိတ်ခမ်းထဲမှာဆိုဖီယာရဲ့အရေးအယောင်တော်မတွေ့ရတော့ပဲကြံခဲ့တာကကွာရှင်းစာချုပ်တစ်ဆောင်သာဖြစ်ပါတော့တယ်။